လောကမှာဒုက္ခအပေးဆုံးလို့ပြောရမယ့်တရားဟာအလုံးသိကြတဲ့အတိုင်းဓမ္မစကြာထဲမှာဒုက္ခသမုဒယဒုက္ခကိုထုတ်လုပ်ပြီးဒုက္ခကိုဖြစ်စေတဲ့တရားဟာဘာလဲလို့ဆိုတဏှာပဲဖြစ်တယ်ယာယံတဏှာပောနုဘဝိကနန္ဒီရာဂသဟကတာတတ္တရဘိနန္ဒီနိတေယထိတံကာမတဏှာဘဝတဏှာဝိဘဝတဏှာတဏှာထဲမှာဒုက္ခရောက်အောင်လုပ်တဲ့တခုတည်းသောတရားကိုနာမည်တပ်ပြီးပြောပါဆိုလို့ရှိရင်တဏှာကိုပဲပြောရမှာပဲဖြစ်တယ်သူ့ရဲ့လွှမ်းမိုးမှုအောက်မှာလူတွေဟာပြားပြားဝတ်နေကြတာချေးကျွန်အလားတဏှာရဲ့ကျွန်ဘဝရောက်နေကြတာသို့တော့ကိုယ်ကျွန်လို့သိမသိကြဘူးကိုကအရှင်သခင်လို့ထင်တယ်မဟုတ်ဘူးတဏှာခိုင်းရလုံးနေကြတဏှာဓာတ်ပြောတဏှာဓာတာတဏှာရဲ့ချေးကျွန်နေဖြစ်နေကြတယ်အဲ့ဒီတဏှာဟာယာယံတဏှာပောနုဘဝိကာဘဝတွေနောက်ထပ်ဘဝတွေကိုဖန်တီးနေတာသူပဲဘဝဆိုတာဖြစ်စေတာသူပဲသူဥဆောင်ပြီးတော့လှုပ်ရှားနေတာဖြစ်တယ်နန္ဒီရာဂသဟကတာမျက်စိကမြင်တဲ့အာယုံဆိုတဲ့သဘောကျမျက်စိနဲ့မြင်တဲ့အာယုံသဘောကျပြီးနားကအတန်ကြတော့သဘောမကျဘူးလားမဟုတ်ကျပြန်တာနှာခေါင်းကအနံ့ဆိုတဲ့သဘောကျပြန်တာလျှာကအရသာဆိုတဲ့သဘောကျလို့ဒီကနေ့ခေတ်မှာစားတော့ဆိုင်တွေအများကြီးကြီးပွားတာပေါ့နော်ကိုယ်ကထမင်းဟင်းနဲ့တွေမရဘူးဓမ္မပြေကထမင်းဟင်းနဲ့တွေမရလို့နိုင်ငံခြားနာမည်တွေတက်ပြီးစားကြပြန်ရောအဲ့တော့သဘောကျလိုက်ပုံတော့မပြောနဲ့နော်ဓမ္မပြေကချက်မောက်ဒီမုံလာခြင်းတို့ကောင်းရတဲ့နဲ့ကင်ချီမစားတာတို့အဲ့ဒါမျိုးပေါ့စူချီသွားစားတာတို့အမျိုးစုံပေါ့လူတွေရဲ့အကြိုက်ဟာအဲ့လိုဖြစ်တယ်အဲ့ဒါကိုတတ္တရဘိနန္ဒီနိဟိုဟာကြိုက်တယ်ဒါကြိုက်တယ်ကြိုက်လို့ကိုမဆုံးနိုင်ဘူးတစ်ခုရိုးသွားနောက်တစ်ခုကြိုက်ပြန်နော်ကြိုက်ပြန်တတ္တရဘိနန္ဒီနိတေယထိတံကာမတဏှာမျက်စိကမြင်ရတဲ့လူချင်းစရာအာယုနားကနားထောင်လို့ရတဲ့နှစ်သက်စရာအတန်းနှာခေါင်းနဲ့နမ်းရှူရတဲ့အနတ်ဆိုလဲအမျိုးကိုစုံလို့အမွှေးနန္တာဆိုင်နေသွားရောင်းလို့မလောက်ဘူးနော်လျှာဆိုတာတော့ပြောနေရတ္တတဏှာအဆိုးဆုံးပဲအသေးတောင်ခံပြီးတော့စားတာရတ္တတဏှာအနတ်တော့အသေးခံပြီးရှူတယ်လို့မရှိဘူးအစားကတော့အသေးခံပြီးစားကြတယ်ဒါသိချာတယ်နော်ဝါစားသိမယ်စားသိချင်းသိပြီဝါတော့စားတွင်သည်မကြိုက်တွင်သည်နဲ့မတည့်ပါဘူးဆိုတလုံးလုံးပေါ်အောင်စားပြီးတော့သွေးတက်ပြီးသေသွားပျော်လေးသေသွားတဲ့သဘောပဲသူစီချိုမတည့်ပါဘူးဆိုအချိုးစားမရှောင်နိုင်တာကိုပြောပြတာနော်အဲ့ဒါတွေကကာမတဏှာလို့ခေါ်တယ်အဗ္ဗဒမှပြင်းထန်တယ်ဒုတိယထင်တာဒါတွေကအစွမ်းတတိမရှိဘူးလို့တဏှာလို့ပြောလိုက်ရင်ဒုတိယကိုမှမရှိတဲ့ရောင်ဖြစ်နေမျက်စိအမြင်နဲ့အာယုံနှစ်သက်တယ်နားကကြားတဲ့အသံကိုနှစ်သက်တယ်နှာခေါင်းကနမ်းရှူလို့ရတဲ့အနတ်လျှာနဲ့လေရတဲ့အရာသာခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့ဆိုတာတွေကိုจิตနဲ့အာရစိတ်ကူးချမ်းစီတို့အကောင်အထည်မရှိတာလဲจิตနဲ့အာရကြိုက်ကြတာအဲ့ဒါကိုကာမတဏှာလို့ခေါ်တယ်ဘဝတဏှာဆိုတာကာမတဏှာပေါ်မှာခြေနှက်ပြီးတော့ထာဝရဆိုတာကိုရချင်တာချမ်းသာကြွယ်ဝတယ်ဆိုရင်လူတွေကထာဝရပဲဖြစ်ချင်နော်တက္ကနာဆိုတာမလို့ချင်ဘူးထာဝရပဲဘဝတန်တရားထဲမှာထာဝရချမ်းသာသူဖြစ်ချင်မြဲတာကိုသဘောကျလို့ဘဝတဏှာဆိုတာတတ္တဒိဋ္ဌိနဲ့ရှင်တွဲလာတဲ့တဏှာကြတော့ဘဝတဏှာဝိဘဝတဏှာဆိုတာကြတော့ဆက်ချက်ပဲပြောထာဝရရှင်သန်ခြင်းနဲ့လူရှိတယ်လို့ပဲဘဝကြီးကိုစိတ်ပြည့်ပြီးတော့ထာဝရဘယ်တော့မှမဖြစ်တာကိုကြိုက်တယ်လို့လည်းရှိတယ်
ဘဝပြတ်ဆဲသွားတာကိုကြိုက်တဲ့လူကြတော့ဝိဘဝတဏှာလို့ခေါ်ဒါနိဗ္ဗာန်ကိုသဘောကျတာမဟုတ်ဘူးသူကတဏှာအနေနဲ့သဘောကျတာကိုပြောနိဗ္ဗာန်ဆိုတာကအသိဉာဏ်နဲ့သဘောကျတာနော်နိဗ္ဗာန်ကိုရှားခြင်းနဲ့ဆိုတာအသိဉာဏ်နဲ့သွားတာဒီတိုင်းဆင်းရဲဒုက္ခတွေကြုံတွေ့ရလို့ဘဝမရှိတာကိုကြိုက်တာဝိဘဝတဏှာလို့ခေါ်တယ်အဲ့ဒါလို့အချင်းချုပ်အဖြစ်တဏှာ3မျိုးအာယု6ပါးနဲ့ပြောရင်တဏှာ6မျိုးအတိတ်ကပစ္စုပန်နဲ့ရောက်လိုက်မယ်ဆိုရင်တဏှာတွေဟာအလုံးသူတဏ္ဏကိုယ်တဏ္ဏတဏှာဟာ108မျိုးဆိုဖြစ်လာ